ဒီကျွန်တော်ပြောမယ့်အကြောင်းကတော့ my video AI အကြောင်းပါဗျာဒီ browser က my video.ai လို့ရိုက်လိုက်ပြီးဒီလိုပေါ်လိုက်ပဲဒါ my video ကအဲ့မှာ login for free ဆိုတာနေတာကျွန်တော် login ရင်ဝင်မယ်ဗျာတယ်မလားအမှာ login ဝင် Google ကျွန်တော် Google နဲ့ဝင်လိုက်မယ်နှိပ်လိုက်နော်ကိုကြားရဲ့ဟို Gmail အကောင့်ကိုရွေးပြီးတော့ကိုနေနှိပ်လိုက်အဲ့ဒါသူ login ဝင်မှာဒါကသူ့ရဲ့ home page ပေါ့ဗျာအဲ့မှာကျွန်တော်က text to video image to video ရှိရနော်ကျွန်တော် text to ဒီစာသားကနေ video ပြောင်းမယ်အဲ့မှာဒီမှာ model ယူလို့ရတယ်ဗျာမှာ Sora 2ဆို free ရတယ်နော်ဒါကျန် model ရှိရကျန် model ကသူဘေးထဲမှာသူဟိုဒီကနန်းလေးရေးထားတာလေအဲ့ point တွေသုံးရတယ်ဗျာဒါက Sora 2ခုန beta ဆိုတာလေတော်ဗျာဟိုဟာထက်တော့ရမကောင်းဘူးဗျာဒါပေမဲ့တော့ free တော့သုံးလို့ရတယ်သူနိုင်သလားပေါ့ဗျာဒါ free ဆိုတော့လေအဲ့ Sora 2 model free ဆိုတော့အဲ့ရွေးဒါကသူက login နေဝင်ဒါပေးတယ်ဟိုမှာဒါလေးpoint လေးရိုင်းpoint လေးရိုင်းမှာ point ရှိရကြောင်း point နှစ်ခုလေဒီမှာကြာနေရိုင်းဝင်လို့ရတယ်ဒီ prompt ထဲမှာကြာကိုဘာ video ထုတ်ချင်လဲပေါ့အဲ video prompt ကိုဟာထည့်လိုက်ဒီမှာကျွန်တော်လုပ်ချင်တဲ့ prompt ကိုကျွန်တော်ထည့်လိုက်တယ်ဗျာနော်အဲ့ဒီကိုထည့်ဒီအောက်ကဒါ reach ပါလား60/9မြန်မာပြချန်ရတဲ့တူတိုင်းပဲဗျာဒီမှာ create ဆိုတော့နှိပ်လိုက်အဲ့ဒါ create လို့ဒါ free နော်ဒီ Sora 2 free beta ဆိုတာဒါ free ရတာ okay ဒီမှာဟဲ့လားSora မဆိုဗျာအရင်ကောင်းရမှာမဟုတ်ဗျာဒါမှSora မဆို quality ပါရတယ်မလားတာမန်သေးလေးရလို့ရလာဗျာကိုပေါ့စမ်းပေါ့တစ်ခါမကောင်းရင်နောက်ခါထပ်ထုတ်ပေါ့ဗျာပြုံလေးနည်းပြောင်းပြီးတော့လေဒါ generate ထုတ်တာပါဗျာကျွန်တော် video generate ဒါ download ဆိုရင်အဲ့နှိပ်လိုက် download ဝယ် watermark ဆိုတာရှိရဲအဲ့နှိပ်နေပြီးတော့ကိုစက်ထဲတာဟို download လုပ်ရပြီ download လိုက် okay ရပြီပေါ့ဒါကျွန်တော် point နှစ်ခုပဲရှိသေးရဗျာနောက် upgrade လုပ်ချင် upgrade နောင်းလို့သူက plan တွေရှိရဗျာဒါသူ့ရဲ့ plan pro plan ဗျာတစ်လောက်$15ဒါပေမဲ့ဒါရီယာလီနှစ်စင်ဒါလားစင်ဆိုရင်ဒီမှာ pro ကလောက်တော့$30ဗျာဘေးနားမှာသူပါရမယ်ပေါ့သိရမလားဒါကလိုက်အောင်$15ဘာညာပဲဗျာနောက်ဆုံးအကျန်းတော့ဟာပေါ့ဒါ pro အကျန်းတော့ max ပေါ့ဗျာဒါပေမဲ့$63ဒီလိုရှိရဗျာ free ရတော့ရအောင်နော် model ဟိုရွေးပေးအောင်ပဲဒီ credit review မှာကြာတာတခြားလူတွေလောက်ထားဟာရတော့မြင်ရဗျာအဲဒီမှာတော့တခြားလူဆိုနှိပ်လိုက်ရှင်ဒီမှာသူဒီမှာ prompt သူဘေးနားညာဘက်တောက်မှာဒီ prompt ကကာရလားအဲ့ဒါ copyright ဟိုဟာ on ထားလို့သူရဲ့ prompt ကျွန်တော်မမြင်ရတာဒီမှာလည်းအဲ့လို blur ဖြစ်နေလားသူတော့လည်းမစိုးဒီမှာဗျာဒါသူ prompt တွေလို့မကာရဆိုကြည့်လို့ရလားတော် reference နဲ့သူ email တင်ရသူ email အရင်ထုတ်ပြီးမှ email video ပြန်ပြောင်းအောင်သူကအဲ့လိုမျိုးသူစိတ်ချ email တွေထုတ်ပြီးမှအဲ့လိုမျိုးဗျာတယ်ဗျာအများကြီးဗျာမှာကြည့်လို့ရတယ်တောင်းကြီးပါဗျာ free ရခုန free model လည်းရဆိုတော့လေဘာပြောဒါစာသားကနေ video ဒီ image to video image ကနေ video ဒီမှာဗျာနော်ဒါရောမဆန်းပြတော့ဘူးကျွန်တော်နော်ဒီမှာရွေးရင်ဒီမှာ okay ဒီမှာကြားရဲ့ model ရွေးလို့ရတယ်နော် Sora 2 free ဆိုတာရှိရဲအကောင် free ပေါ့တန်ဆိုရတာ point တွေခုံမဲ့သူဘင်းနာတက်မှတ်ထား point ရေးတော့လေအကောင်လေးမယ်ဗျာ model ဆုံးရှိရဒါ video editor video edit လုပ်ရနေရဗျာ program မှာထည့်ပြီး edit လုပ်ရဒါ sound generation အသံ generate လုပ်တာနော် AI voice over မှာ text to audio text to audio ပြောင်းတာစာသားထည့်လိုက်ရင်စာသားကိုအသံဖြစ်ပြောင်းတာတို့ဘာလို့လဲ lip sync ကျွန်တော်ဒီပါစနှစ်ခါလောက်တာတူတဲ့ဟာပါဗျာတင်မလားဒါဆိုသူတို့အတန်ထည့်တာသူတို့ဒါ AI video effect တွေဒါ effect တွေဗျစမ်းရသွားစမ်းလို့ရတာokay ဒီမှာလာ effect တွေပါထည့်မှာပါညာဒါ text to image ဒါစာသားနေ image generate လုပ်တာပဲဗျ text to image နဲ့ image to image ကနေ image ကို generate လုပ်တာဟာဒီမျိုးဒါခုနပြောရတဲ့အတိုင်းပဲဒါသူများကြီးလောက်တာဟာဗျအမှ recommend ရှိရဲ့ new ရှိရဲ့သူဒါတက်ကလေလဲဆက်တော့ကြည့်ရသွားပြီးတော့ဘာမှဟိုကက်တွေပါလဲချိတ်ကြမလို့တဲ့မလားဒါဆို DJ ပို့နေတော့ဆန်းကြည့်ပါလောက်ပဲဆန်းပြလိုက်မယ်လေဘာသူအစုံရှိရနေတော့ဆန်းကြည့်လိုက်မိုက်တယ်တော့ဒါကောင်းလားဟုတ်ဒါပါ Thanks for watching.